အခုတင်ဆက်ပေးမယ့်သတင်းကတော့မိုးရေကြီးဆယ်လဲမတရွာသွန်းတာကြောင့်စိုက်ခင်းများပျက်စီးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။24နာရီအတွင်းမှာမိုးရေချိန်ဆယ်လဲမတီစံချိန်တင်မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်အာဂျင်တီးနားနိုင်ငံအတွင်းမှာတင်းနဲ့စိုက်ခင်းတွေပျက်စီးခဲ့လို့သိရပါတယ်။အာဂျင်တီးနားနိုင်ငံဘီနိုအေးစ်မြို့ပါဝင်နီးစပ်ရာဒေသတွေမှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးရေချိန်မပြတဲ့မိုးရွာသွန်းမှုတွေဖြစ်ပွားခဲ့တာပါ။ဘီနိုအေးစ်နဲ့ထိစပ်နေတဲ့ဒေသအများစုမှာရွာသွန်းခဲ့တဲ့မိုးရေချိန်ကအနည်းဆုံး6လမှကနေအများဆုံးဆယ်လဲမတီရှိပါတယ်။အာဂျင်တီးနားနိုင်ငံဟာကမ္ဘာပေါ်မှာပဲပုပ်စီနဲ့လှုပ်ထားတဲ့စားစာတွေနဲ့ပဲပုပ်စီတွေအများဆုံးတင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်ပါတယ်။မိုးရွာသွန်းမှုတွေကြောင့်ပျက်စီးခဲ့ရတဲ့တင်နံတွေထဲမှာအာဂျင်တီးနားနိုင်ငံရဲ့အဓိကပို့ကုန်ပဲပုပ်စီဆိုင်ခင်းတွေနဲ့စီတော်တင်နံဆိုင်ခင်းတွေပါဝင်ခဲ့တဲ့အပြင်ပြည်ပမှာအများဆုံးတင်ပို့နေတဲ့ပြောင်းနဲ့ကျုပ်ဆိုင်ခင်းတွေလည်းပါဝင်ခဲ့လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းချမ်းအောင်ပေးပို့လာပါ